American ပြည်ထောင်စုကန်ဆတ်မြို့မှာရှိတဲ့လက်သမားဇနီးမောင်နှံတစ်ယောက်မှာဒေါ်ရတီလို့ခေါ်တဲ့တူမလေးတစ်ယောက်ရှိပါတယ်။တိုတိုလို့ခေါ်တဲ့ခွေးဆိုပွားတစ်ကောင်နဲ့အားကိုးလို့ရတဲ့ကြွက်ဂျယ်ရီရဲ့109-110ဖြစ်နေတဲ့တွန်းတို့ကိုလည်းမွေးစားထားပါတယ်။လက်ရှိမှာတော့သူ့ရဲ့ခွေးတိုတိုက Miss Clutch ကိုတွားကပ်လိုက်တာကြောင့်ရဲရရှိရဲ့လက်ထဲခွေးကိုအပ်ပစ်မယ်ဆိုပြီးပြောလိုက်တဲ့အတွက်ဒေါ်ရတီတစ်ယောက်ပြရာခတ်နေပါတယ်။အဲအကြောင်းတွေကိုသူ့အတော်နဲ့ဦးလေးကိုပြောပြပြီးမဲ့အလုပ်များနေရကြောင်းဒေါ်ရတီကိုတခြားနေရာထွက်သွားခိုင်းလိုက်ပါတယ်။ဒေါ်ရတီလည်းစိတ်ပြတ်သွားတဲ့အတွက်ဝက်ချံပေါ်မှာတယောက်တည်းလမ်းလျှောက်နေတော့ပြုတ်ကျမယ်လို့ဖြစ်သွားပါတယ်။အနီးအနားမှာရန်ဖြစ်နေတဲ့တွန်းနဲ့ဂျယ်ရီကြောင့်ရှွန့်ပေးမဲ့အနေအထားကနေအချိန်မီလေးကယ်တင်နိုင်ခဲ့ပါတယ်။ဘေးကအလုပ်သမားတယောက်နဲ့ဒေါ်ရတီကိုမြင်တော့ချက်ချင်းပဲအပြင်ကိုခေါ်ထုတ်သွားလိုက်ပါတယ်။အဲအချိန်မှာပဲသူ့အန်တီရောက်လာပြီးအလုပ်သမားတွေကိုတရေသာလာကြွေးပါတယ်။ဆွန်နာကသူ့တူမလေးကိုကယ်ပေးခဲ့တဲ့တွန်းနဲ့ဂျယ်ရီကိုလည်းကျေးဇူးတင်တဲ့အနေနဲ့မုတ်တစ်ခုစီချူချလိုက်ပါတယ်။ပြီးရဲ့နောက်မှာတော့တွန်းနဲ့ဂျယ်ရီစီကနေဂရိတစ်ခုတောင်းပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပဲဒေါ်ရတီကိုကြီးစုဆောက်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်။ကျောင်းထဲကြွက်ကမတက်အတူနေတဲ့ကောင်တွေဖြစ်ပေမဲ့သူတို့စီအကူအညီလာတောင်းထားတာကြောင့်နှစ်ယောက်သားရံမဖြစ်ရစီကံထုတ်ပြီးဒေါ်ရတီကိုကူညီဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒေါ်ရတီလည်းဆွန်နာကသူ့အတော်အဆူခံလိုက်ရတဲ့အတွက်ဝမ်းနည်းသွားပြီးသူကြတဲ့တချင်းကိုသူ့ဝေးချင်းမှာတယောက်တည်းလာဆိုပါတယ်။တချင်းတန်ကတာယာနာပြောပွဲကောင်းလုံးတဲ့အတွက်ငှက်တွေတောင်တကူးတကလာနားထောင်ကြပါတယ်။လာနားထောင်တဲ့ငှက်တွေကိုကျောင်းကဗဇက်ထဲငုံထားတဲ့အတွက်တိသွားတဲ့ကြွက်လည်းအကုန်ထွက်သွားခိုင်းလိုက်ပြီးဝရင်တုံးနဲ့နေရင်ကိုရိုက်ပေးလိုက်တာကြောင့်ငှက်နှစ်ကောင်လည်းတတရရပဲထွက်သွားလိုက်ပါတယ်။ခဏနေတော့စပိန်တစည်းနဲ့ခွေးကိုလာယူဖို့အတွက် Miss Clutch ကရောက်လာပါတယ်။ဒေါ်ရတီလည်းသူ့ဦးလေးနဲ့အန်တီကိုကူပြောပေးဖို့တောင်းပန်ပေမဲ့ဘာမှမတတ်နိုင်တဲ့ကြောင့် Miss Clutch လက်ထဲခွေးကိုထည့်ပေးလိုက်ရပါတယ်။ Miss Clutch လည်းသူ့ရဲ့စပိန်နဲ့အပြင်ကိုထွက်သွားလိုက်ပြီးကြောင်ထဲကြွက်ကဒေါ်ရတီကို1 minute ဖို့ကာကွယ်စားချောက်ပေးရမယ်ဆိုတဲ့ကတိကြောင့်စတိုကန်ထဲကစပိန်အစုပ်ကိုကိုယ်တိုင်ပြင်ပြီးအနောက်ကနေအမိလိုက်ပါတယ်။လန်တွဲမှာကြောက်ခဲကိုတန်တင်းမိသွားတာကြောင့်မူလီတွေကျွတ်ထွက်ကုန်ပြီးခွေးကိုယူမဲ့ကြွက်လည်းကြားထဲကအညှက်ခံလိုက်ရပါတယ်။ဒါပေမဲ့ခွေးကိုတော့အောင်မြင်မြင်ကယ်ထုတ်နိုင်ခဲ့ပေမဲ့စပိန်အစုပ်ပေါ်ရောက်သွားတာကြောင့်တန်လန်းကြီးဖြစ်နေပါတယ်။နှစ်ယောက်သားအနောက်ကနေလိုက်လာတာတီးသွားတဲ့ Miss Clutch လည်းကြောင်ထဲကြွက်ကိုအုတ်ထုံးနဲ့ရိုက်လိုက်ပြီးတနေရာအရောက်မှာငုတ်တစ်ခုနဲ့တိုက်မိသွားတာကြောင့်အကုန်လုံးဝယုံသုံးကားတွေဖြစ်ကုန်ပါတယ်။ရှေ့ကချန်စီယိုကြီးကိုဝင်တိုက်လိုက်တာကြောင့်၃ယောက်သားကြောက်လဲပြုတ်ကျကုန်ပါတယ်။ကြောင်ထဲကြွက်လည်း Miss Clutch ကိုမျက်နှာပြောင်တိုက်ပြီးအိမ်ကိုပြန်သွားတဲ့အချိန်တစ်ဖက်မှာဝမ်းနေနေတဲ့ Dorothy စီကိုသူ့ခွေးကပြန်ရောက်လာတဲ့အတွက်ဝမ်းသာသွားပါတယ်။နောက်တစ်ချိန်ပြန်လာဖမ်းမှသိတဲ့အတွက်အိမ်ပေါ်ကနေဆင်းသွားပြီးလမ်းမှာလေစင်နှမောင်းတိုက်တဲ့အတွက်အိမ်ကိုအမြန်ပြန်လာပါတယ်။သူ့အန်တီကအော်ခေါ်နေပေမဲ့လေစင်နှမောင်းအတန်ကြောင့်မကြားရတဲ့အတွက်မရှိဘူးထင်တဲ့မြောက်ခန်းထဲကိုဝင်ပြေးသွားပါတယ်။ဒေါ်ရတီလည်းတွန်းနဲ့ဂျယ်ရီကိုအကူအညီတောင်းပြီးညီးမျိုးစုံနဲ့ခေါ်ပေမဲ့မကြားတာကြောင့်အိမ်ထဲကိုဝင်ပြေးသွားတဲ့အချိန်လေစင်နှမောင်းကနီးလာတဲ့အတွက်ကြမ်းပြင်းနဲ့ရိုက်ပြီးမိလဲသွားပါတယ်။လေစင်နှမောင်းနဲ့ရောက်သွားတဲ့ကြောင်ထဲကြွက်လည်းအတိပြန်ရလာပြီးလေပေါ်ပြန်နေတဲ့သူတို့အိမ်ခေါင်မှုပေါ်တက်သွားလိုက်ပါတယ်။ Miss Clutch ကစိုးမကြီးဖြစ်သွားတာကြောင့်ကြောက်လန့်သွားတဲ့ကြောင်ထဲကြွက်လည်းအိမ်ထဲကိုအတင်းဝင်ပြေးပြီးအခန်းတစ်ခုထဲမှာပုံနေလိုက်ပါတယ်။မုန်တိုင်းဆဲသွားပြီးနောက်ပိုင်းပစ္စည်းတွေနဲ့ညှက်နေတဲ့တကားကိုခက်ခက်ခဲခဲဖွင့်ပြီးအိမ်ရင်ပြင်ကိုနှစ်ယောက်သားထွက်လာခဲ့ပါတယ်။ထူးဆန်းတဲ့အိမ်သေးသေးလေးတွေရှိပြီးကြောင်လန့်နေတဲ့ကြောင်ထဲကြွက်နာကိုချုံပုတ်ထဲကနေကြွက်ပေါက်လေးတစ်ကောင်ထွက်လာပါတယ်။ကြွက်ပေါက်လေးလည်းကြောင်ကိုမြင်တာနဲ့ပါလာတဲ့ပစ္စည်းတွေနဲ့ရိုက်ထူပစ်လိုက်ပါတယ်။ဂျယ်ရီလည်းသူ့ကိုတားပြီးသူတို့နှစ်ယောက်ကတငယ်ချင်းတွေဆိုတာပြောပြလိုက်ပါတယ်။သူတို့တွေကဒီအိမ်ကြီးကလာပြီးဒေါ်ရတီဆိုတဲ့ကောင်မလေးကိုလိုက်ချနေကြောင်းပြောပြလိုက်ပါတယ်။အဲကြမှာသူတို့တွေကလူကောင်းတွေဆိုတာသဘောပေါက်သွားတဲ့ကြွက်ပေါက်လေးလည်းသူ့နာမည်ကတက်ဖီဆိုတာမိတ်ဆက်ပေးလိုက်ပါတယ်။ဒေါ်ရတီကသူတို့ထက်အရင်ရောက်နေတာဖြစ်ပြီးသဘောကောင်းတဲ့ဆုံးမလေးဂလန်နာကသူတို့တိုင်းပြည်ကိုလာလေတဲ့အတွက်လက်ဆောင်အနေနဲ့ပထမဖက်နှက်အနီရောင်လေးကိုစူးချလိုက်ပါတယ်။အဲ့ဒါကိုအကျင့်မကောင်းတဲ့ဆုံးမကြီးကတိသွားပြီးဒေါ်ရတီစီကဖက်နှက်ကိုရဖို့အတွက်နှီးပေါင်းစုံနဲ့ယူဖို့ကြံစည်နေတယ်ဆိုတာရှင်းပြပေးလိုက်ပါတယ်။အခုအချိန်မှာတော့ဒေါ်ရတီကအိမ်ပြန်ဖို့အတွက်ကြောင်စိမ်းမျိုးတော်မှာရှိတဲ့မှော်စရာအော်စီကိုကိုညီတောင်းဖို့သွားနေကြပါတယ်။ကြောင်နဲ့ကြွက်ကိုလည်းဒေါ်ရတီကိုတွေးချင်ရင်ရွှေဝါရောင်လမ်းအတိုင်းသွားဖို့တက်ဖီကပြောပြီးမဲ့သူကိုယ်တိုင်လည်းလမ်းမသိတာကြောင့်အခက်တွေ့နေပါတယ်။ကြောင်လဲဆုံးမကြီးကိုကြောက်နေတာနဲ့ဒေါ်ရတီကိုပြန်မချဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြွက်ကသူတို့ရဲ့ဂရိပေးထားတာပြန်မှတ်မိဖို့အတိပေးလိုက်ပါတယ်။တက်ဖီလည်းသူတို့နှစ်ယောက်ကိုကူညီချင်တာကြောင့်၃ယောက်သားတချင်းဆိုပြီးရွှေရောင်လမ်းအတိုင်းခီးဆက်လာခဲ့ပါတယ်။တလန်လုံးမနာတဲ့တချင်းဆိုလာတဲ့တက်ဖီကိုကြောင်ကနားကြီးလာတာကြောင့်ပြောင်းမှုနဲ့ထည့်ထားပြီးမဲ့ပြောင်းမှုတွေကပေါက်ပေါက်ဆုပ်တွေဖြစ်ကုန်ပါတယ်။တနေရာရောက်မှလမ်းက3လမ်းဖြစ်နေတာကြောင့်ဘယ်လမ်းကိုသွားရမှန်းမသိဖြစ်နေတဲ့အချိန်အကျင့်မကောင်းတဲ့ကြီးကနှစ်ကောင်ကစိုက်ကင်းထဲကနေထွက်လာပါတယ်။တက်ဖီလည်းဒီအနီးနားမှာချင်းတောင်းကင်ထားတဲ့ကောင်မလေးနဲ့ခွေးတစ်ကောင်ကိုမြင်မိသေးလားဆိုပြီးမေးလိုက်ပါတယ်။အကျင့်မကောင်းတဲ့ကြီးကနှစ်ကောင်လည်းစာကြောရုံးနဲ့လက်ချင်းချိတ်ပြီးဒီလမ်းအတိုင်းသွားနေရဆိုပြီးလမ်းမိုက်ကိုပြောပြလိုက်ပါတယ်။၃ယောက်စလုံးလည်းသူတို့ပြောနေတာတွေမှန်တယ်ထင်တဲ့အတွက်ခီးဆက်လာပါတယ်။ဒါပေမဲ့သူတို့သွားတဲ့လမ်းကရိုရင်းပြက်စီးနေတဲ့လမ်းဖြစ်နေတာကြောင့်၃ယောက်သားအခက်တွေ့နေပါတယ်။ပြက်စီးနေတဲ့တရားနာကိုရောက်လာတဲ့အတွက်ကြွက်နှကောင်လည်းအလေးချိန်သိမ့်မရှိတာကြောင့်အသားအရာပဲဖြတ်ကူးနိုင်ခဲ့ပါတယ်။ကြောင်ကတော့ကြောက်နေပေမဲ့အရဲဆုံးပြီးဖြတ်ကြည့်တာကြောင့်အပေါက်ဖြစ်သွားပြီးသူ့ရဲ့အလေးချိန်နဲ့ပျက်စီးနေတဲ့တရားကြီးလည်းအပီးပိုင်ပျက်စီးသွားပြီးကြောင်ကတော့တစ်ဖက်ကန်းကိုရောက်နိုင်ခဲ့ပါတယ်။သူတို့နားလေးကိုမြောက်နှကောင်နဲ့စိုးမကြီးကရောက်လာတာကြောင့်အမြန်ပဲနီးစက်ရပေးနဲ့ဝင်ပုံလိုက်ကြပါတယ်။စိုးမကြီးကဒေါ်ရတီခြေထောက်မှာပထမဖက်နှက်ကိုဘယ်လိုနည်းနဲ့ယူရင်ကောင်းမလဲစဉ်းစားနေတော့အပင်ပေါ်ကကြောင်ကနှာချေမိသွားတဲ့အတွက်အောက်ကိုပြုတ်ကျလာပါတယ်။အကြံတစ်ခုရသွားတဲ့စိုးမကြီးလည်းအပင်ပေါ်ကနေနှင်းလိုအလုံးတွေကိုကြောက်တုံးရင်းဖြစ်ပြောင်းလာပြီးဒေါ်ရတီတို့အဖွဲ့ကိုပြစ်အောင်လုပ်ဖို့စီစဉ်လိုက်ပါတယ်။ကြောက်တုံးတွေအဖြစ်ပြောင်းလဲနေတဲ့စိုးမကြီးရဲ့တုတ်တံကိုယူဖို့အတွက်ကြွက်ကအကြံတစ်ခုရသွားပါတယ်။
တက်ဖီကိုကြောင်ရဲ့ပါသက်တဲ့ထည့်ပေးလိုက်ပြီးထွက်လာတဲ့အချိန်နဲ့တုတ်တန်ကိုယူနိုင်လိုက်ပါတယ်။စိုးမိုင်လည်းမြောက်နှကောင်ကိုပြန်သွားယူဖို့ခိုင်းလိုက်ပြီးအနားရောက်တာနဲ့တက်ဖီကတုတ်တန်နဲ့နှကောင်စလုံးကိုယုံတဲ့ဒိုင်နိုဆောပုံစံပြောင်းပေးလိုက်ပါတယ်။ဂျယ်ရီကိုတုတ်တန်လှမ်းပစ်ပေးပြီးမဲ့စိုးမိုင်လာလူတာကြောင့်ရေပွဲပုံစံပြောင်းပေးလိုက်ပြီးသူ့ကိုလာနောက်ဆက်နေတဲ့ကြောင်လဲကြွက်ကိုလည်းအပြန်အလှန်ဘဲပုံစံပြောင်းပေးလိုက်ပါတယ်။ကြောက်တုံးတွေကဒေါ်ရတီလိုနာပြုတ်ကျခံပြီးကြောင်ကကြွက်ကိုပြစ်ပေါက်လိုက်တာကြောင့်စိုးမိုင်စီကနေတုတ်တန်ကိုပြန်ရပြီးအချိန်မီလေးကြွက်ကကြောက်တုံးတွေကိုမူလပုံစံပြောင်းနိုင်လိုက်ပါတယ်။စိုးမိုင်လည်းကြွက်စီကနေသူ့မော်တုတ်တန်ကိုပြန်ယူခံပြီးထိုင်နေတဲ့တင်းငုတ်ကိုဒုံးကြီးပုံစံပြောင်းပေးလိုက်တာကြောင့်လေပေါ်ပြန်သွားပြီးမီရှူမီပန်းဖြစ်သွားပါတယ်။မော်တုတ်တန်လည်းမီးကျွမ်းသွားတာကြောင့်ပြာဖြစ်သွားပြီးမြောက်နှကောင်လည်းမီးကျွမ်းနေတဲ့စိုးမိုင်ကိုတမျက်စီးပြန်သွားပေးလိုက်ပါတယ်။ကြောင်နဲ့ကြွက်လည်းဒေါ်ရတီနဲ့ပြန်ဆုံပြီးတစ်ဖက်မှာစိုးမိုင်ကသူ့တမျက်စီးပြန်ကိုစီးပြီးကြောက်စိမ့်မျိုးတော်ကိုထွက်သွားလိုက်ပါတယ်။ဒေါ်ရတီနဲ့အတူပါလာတဲ့စာကြောရုပ်ကောင်နဲ့မော်စရာကြီးစီကနေအကူအညီတောင်းကျင်လို့လိုက်လာတာဖြစ်ပြီးကျန်တဲ့နှစ်ယောက်လည်းသူ့လိုပဲအကူအညီလိုအပ်လို့လာတာပဲဖြစ်ပါတယ်။ဒေါ်ရတီတို့ကတော့အိမ်ပြန်ဖို့ကြောက်စိမ့်မျိုးတော်ကိုထွက်လာခဲ့ပြီးတနေရာအရောက်မှာကြောက်စိမ့်မျိုးတော်နားကိုရောက်လာခဲ့ပါတယ်။တကားနားကိုရောက်လာတော့ဖွင့်လိုက်တာနဲ့အထဲမှာလူတွေအများကြီးရှိနေပြီးမြင်းလဲဆရာကသူတို့သွားကျင်တဲ့နေရာလိုက်ပို့ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ဒေါ်ရတီလည်းဒီတိုင်းမီကနာမည်ကြီးမှော်စရာအော့စီသွားကျင်ကြောင်ပြောလိုက်တာကြောင့်မြင်းလဲဆရာလည်းသူပြောသလိုလိုက်ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့လမ်းကြုံ beauty salon ဝင်လို့ပြီးခဏတာစိန်ခံနေကြပါတယ်။အဲ့ချိန်မှာပဲအပြင်ကနေစိုးမိုင်ကဒေါ်ရတီကိုအညံ့ခံပြီးအတာတကြီးဖက်နဲ့ပြန်ပြေးဖို့မိခိုးတွေနဲ့ရေးခဲ့လိုက်ပါတယ်။ကြောင်နဲ့ကြွက်ကိုလည်းတတိထားဖို့ပြောလိုက်တာကြောင့်ကြောက်လန့်တကြားဖြစ်သွားတဲ့ကြောင်နဲ့ထွက်ပြေးသွားပါတယ်။မြို့သူမြို့သားတွေလည်းအံ့ဩတကြီးစိုးမိုင်ရေးထားတဲ့စာတွေကိုကြည့်နေကြပြီးဒေါ်ရတီတို့လည်းအမြန်ပဲမှော်စရာရှိတဲ့နေရာကိုထွက်သွားလိုက်ကြပါတယ်။ထွက်ပြေးသွားတဲ့ကြောင်အနောက်ကိုကြွက်နှက်ကောင်လေးပြန်လိုက်ရှာပြီးအဆောင်တစ်ယောက်ကိုတွေ့လိုက်ပါတယ်။ရုပ်ဖြတ်ထားမှန်းသိရတဲ့ကြောင်လည်းထွက်ပြေးသွားပြီးမိမလိုဂါဝင်ကြီးဝစ်ထားတာကြောင့်ကြွက်ကကြောင်ဆိုတာသိတဲ့အတွက်ဆွဲချိုးချလိုက်ပါတယ်။ပန်အိုးထဲဝင်ပေါ်ပြီးရုပ်ဖြတ်ထားပြီးမဲ့သူ့လောက်ရက်တွေကတိတာနေတာကြောင့်ကြွက်နှက်ကောင်လေးကြောင်ကိုတွန်းချလိုက်ပြီးဒေါ်ရတီကိုပေးထားတဲ့ဂတိကိုတီးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာဒေါ်ရတီတို့ကမှော်စရာအော့စ်နဲ့စကားပြောနေကြပြီးကြောင်နဲ့ကြွက်တို့လည်းအနားကိုရောက်လာပါတယ်။အထဲကိုဝင်မဲ့အလုံးမှာအဆောင်တစ်ယောက်ကတားထားတာကြောင့်ဝင်မရဖြစ်နေခဲ့ပါတယ်။ကြောက်စရာအတန်ရီကြားတာကြောင့်ကြောက်လန့်နေတဲ့သူတို့ကိုမှော်စရာအော့စ်ကကျင်နာယူရတယ်ဆိုပြီးရှင်းပြနေချိန်ကြောက်လုံးတို့မှန်ကိုခွဲပြီးရှင်တကြီးကထွက်ပြေးလာပါတယ်။အထဲကနေဒေါ်ရတီတို့လည်းထွက်လာပြီးမျက်နှာမကောင်းတာကြောင့်ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုပြီးမေးလိုက်ပါတယ်။မှော်စရာအော့စ်ကစိုးမိုင်မှာရှိတဲ့တမျက်စီးပြန်ကိုယူလာနိုင်မှသူ့လိုချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးပြောလိုက်တာကြောင့်ဒေါ်ရတီလည်းဝမ်းနည်းသွားပါတယ်။ဒေါ်ရတီဝမ်းနည်းနေရမကြည့်ရတော့တဲ့ကြောင့်လည်းတက်တီတွေရှိသွားပြီးမှော်စရာနဲ့တယောက်တည်းစရင်သွားချင်းဖို့ဝင်သွားတဲ့ချိန်တကားပိတ်သွားတာကြောင့်ငဲတန်းပအောင်အော်ပြီးထွက်ပြေးလာခဲ့ပါတယ်။မတက်နိုင်တဲ့အဆုံးမှာတော့အလုံးနဲ့စိုးမိုင်ရှိတဲ့နေမြေနားကိုသွားပြီးစိုးမိုင်နဲ့ရေဆိုင်ဖို့လက်နက်တွေနဲ့ထွက်လာခဲ့ပါတယ်။ကြောင်ကတော့သူ့ရဲ့ဘောင်းကြောင်ပြီးထွက်ပြေးမယ်တကားကလှုပ်တော့ကြွက်ကတက်တီရှိဖို့ပြောလိုက်ပါတယ်။သူတို့တွေလာနေတာကိုသိရစိုးမိုင်လည်းအမြန်ပဲမြောက်ပြန်တွေကိုလှုပ်လိုက်ပြီးဒေါ်ရတီနဲ့ကြောင်နဲ့ကြွက်ကိုပါဖမ်းခဲ့ဖို့မှန်လိုက်ပါတယ်။မြောက်ပြန်တွေရောက်လာပြီးဒေါ်ရတီနဲ့ကြောင်နဲ့ကြွက်ကိုပါဖမ်းခေါ်သွားလိုက်ကြပါတယ်။စာကြောရုံးနဲ့ကြွက်ပေါက်လေးတွေအဖွဲကတော့ကြင်ရင်ခဲ့ပြီးကြွက်ပေါက်လေးကသူတို့ကိုပြန်သွားခဲ့ဖို့လာပြောပါတယ်။အဖမ်းခံထားရတဲ့ကြွက်လည်းမြောက်လက်ကိုကိုက်လိုက်ပြီးကြောင်ကိုဖမ်းထားတဲ့မြောက်ခေါင်းပေါ်ကျသွားချိန်နေရွက်နှစ်ဖက်ကိုကိုင်ရင်ဒေါ်ရတီကိုသွားခဲ့ပါတယ်။ဒေါ်ရတီကိုပြန်ရလိုက်ပြီးမဲ့တခြားမြောက်နှကောင်ကသူတို့လက်ထဲကနေပြန်လူသွားတာကြောင့်ပြန်ပါသွားခဲ့ပြီးသူတို့နှစ်ယောက်ကိုလည်းရေကန်နဲ့ပစ်ချလိုက်ပါတယ်။ရေကန်ထဲကမိကြောင်ကသူတို့ကိုလိုက်ကိုက်တာကြောင့်အမြန်ပဲအပေါ်ထက်ကိုတက်သွားလိုက်ပါတယ်။အထဲမှာလည်းစိုးမာကြီးကဒေါ်ရတီကိုဗဒမြဖက်နှက်မပေးရင်သူ့ခွေးကိုမိကြောင်သာကျွေးပစ်မယ်ဆိုပြီးချင်းချောင်းလိုက်ပါတယ်။ဒေါ်ရတီလည်းသူ့လိုချင်တဲ့ဗဒမြဖက်နှက်ကိုလူလူလားလားပေးလိုက်ပြီးမဲ့မှော်ကာရန်တွေကြောင့်တက်လိုက်သွားပါတယ်။ဂျယ်ရီလည်းတူတူကိုဖမ်းထားတဲ့ချင်းတောင်းသားကိုတူတူတိတ်တိတ်သွားပြီးဖွင့်ပေးလိုက်တာကြောင့်လွတ်သွားပါတယ်။မြောက်တကောင်ကိုလိုက်ဖမ်းခိုင်းထားပြီးမဲ့ကြွက်ကိုလည်းတွေ့သွားတာကြောင့်သူ့တမျက်စီပြန်နဲ့အပြင်ကိုရိုက်ထုတ်လိုက်ပါတယ်။လွင့်ထွက်လာတဲ့ကြွက်ကိုကြောင်ကဖမ်းမိသွားပြီးမဲ့လေပေါ်ရောက်နေတာကြောင့်အမြန်ပဲကြောင်ကသူ့လက်သေးနဲ့အုပ်ကိုကုတ်ချစ်ထားပါတယ်။အုပ်တွေကမခိုင်တာကြောင့်နှစ်ယောက်သားအောက်ကိုပြုတ်ကျသွားပါတယ်။ဒေါ်ရတီကိုလည်းစိုးမိုင်ကတဲနိုင်တစ်ခုထားပေးလိုက်ပြီးအချိန်ပြည့်တာနဲ့သူ့စီကိုပြန်လာခဲ့မယ်ဆိုတာပြောရင်ခွေးနဲ့ကြောင်နဲ့ကြွက်ကိုပြန်သွားချဖို့ထွက်သွားလိုက်ပါတယ်။အောက်မှာလည်းကင်းလက်နေတဲ့အဆောင်ခွေးတစ်တကောင်ကိုအဆောင်ကြီးကြပ်မှုခွေးကဘာမလုပ်ရညာမလုပ်ရစီးကန်းချက်တွေပြောနေရင်ကြောင်နဲ့ကြွက်ကသူ့အပေါ်ကျလာပါတယ်။သုံးယောက်သားရုံးရင်ဆိုင်ကတွေဖြစ်ကုန်ပြီးစီးကန်းချက်တွေပြောနေတဲ့ခွေးလည်းသူပြောတာတွေရှင်းရလားဆိုပြီးမေးလိုက်ပါတယ်။ကြောင်လည်းအုပ်ရောရောကြောက်ရောရောခေါင်းကြီးပြလိုက်ပြီးပါဇက်စီးကန်းမရှိရဲ့ခွေးလည်းစိုးမိုင်ရဲ့အားနဲ့ချက်ကိုပြောမိသွားပါတယ်။စိုးမိုင်ကရေနဲ့ထိမိရင်ပျောက်ွယ်သွားမှကြောင်သူ့စီသွားတိုင်းရေမြူရဆိုတဲ့စီးကန်းချက်ကိုတိသွားတဲ့ကြောင်နဲ့ကြွက်လည်းသဘောပေါက်သွားပါတယ်။အရိုက်ခံထားရတဲ့ခွေးလည်းကျူးကျော်သူနှစ်ယောက်ရှိရဆိုပြီးလာပြောတာကြောင့်ကြီးကြပ်မှုလည်းသူ့ရှိမှရောက်နေသူကကျူးကျော်သူတွေပဲဆိုတာသိသွားတဲ့အတွက်ဖမ်းခိုင်းပါတယ်။ဂျယ်ရီကကြီးကြပ်မှုကောင်းပေါ်တက်သွားတဲ့အတွက်လှန်နဲ့ရိုက်ခံထားရတာကြောင့်အုတ်ထုတ်တွေဝင်သွားပြီးကြောင်နဲ့ကြွက်လည်းခြေကုန်တုပ်ပြေးပါတယ်။မိသွားမှကြောင်လေကလေးတွေပေါ်တက်ပြေးပြီးအခန်းတစ်ခုထဲဝင်ပုန်းလိုက်ပါတယ်။သူတို့ထက်အရင်ရောက်နေတဲ့ခွေးလည်းဒီရဲတိုက်မှာအလုံးလုံးလာတာနှစ်ချို့နေပြီဖြစ်ပြီးစိုးမိုင်အတွင်းခံဘာဝိတာလည်းအစအခုံတိညဲဆိုပြီးပြောပြနေချိန်ကြောင်နဲ့ကြွက်ကထွက်ပြေးသွားပါတယ်။ပိုသေးချောင်ကျိုးတစ်ချောင်းနဲ့တခြားတိုက်တွေကိုဝင်သွားလိုက်ပါတယ်။အဲ့မှာလည်းခွေးကကြိုရောက်နေတဲ့အတွက်ကြောင်နဲ့ကြွက်လည်းနောက်တစ်ကြိမ်ခြေကုန်တုပ်ပြေးပြီးအခန်းတစ်ခုတွေကိုပစ္စည်းတွေနဲ့ပိတ်ထားလိုက်ပါတယ်။ဒါပေမဲ့ကြိုရောက်နေရကြောင်ကြောင်နဲ့ကြွက်လည်းထွက်ပြေးမဲ့အလုံးမှာအပြင်ကခွေးပါရောက်လာတဲ့အတွက်ကြောင်ပိတ်မိသွားပါတယ်။ဂျယ်ရီကကြီးကြပ်မှုကောင်းပေါ်ပြန်တက်လိုက်တာကြောင့်လက်ရနေတဲ့ခွေးလည်းရိုက်ချပစ်လိုက်ပြီးကြောင်လည်းလက်တက်ဆန်းကျင်တာနဲ့အဆောင်ခွေးကိုရိုက်ချပစ်လိုက်တဲ့အတွက်မေ့လဲသွားပြီးထွက်ပြေးသွားလိုက်ပါတယ်။
လမ်းမှာလေလာခဲ့တဲ့ဟိုဘွဲတွေနဲ့ဆိုပြီးကြွက်ပေါက်လေးကဒေါ်ရတီဘာမှလဲဆိုပြီးမေးလိုက်ပါတယ်။ကြောင်နဲ့ကြွက်လည်းအပေါ်ထက်မှဆိုတာတရုပ်ပြလိုက်ပြီးစာကြောရုပ်တို့အဖွဲ့လည်းဒေါ်ရတီရှိတဲ့နေရာကိုထွက်သွားလိုက်ကြပါတယ်။တစ်ဖက်မှာဒေါ်ရတီကကြောင်လန့်ပြီးဝမ်းနည်းနေချိန်ဖန်လုံးထဲကနေသူ့အတော်ကစကားလာပြောပါတယ်။တကယ်တော့အဲ့ဒါကစုံမရဲ့လက်ချက်ဖြစ်နေပြီးဒေါ်ရတီကိုကြောက်အောင်လာလုပ်တာပဲဖြစ်ပါတယ်။ကြောင်နဲ့ကြွက်လည်းတက်ဖီကိုစုံမရဲ့အားနည်းချက်ကရေဆိုတာတရုပ်ပြပြီးရှင်းပြလိုက်ပါတယ်။ရေပူးတဲ့ရေမရှိတာကြောင့်ကြောင်နဲ့ကြွက်ကိုအကူအညီတောင်းပြီးရေသွားထည့်ခိုင်းလိုက်ပါတယ်။သူကတော့ဟိုဖွဲ့နောက်လိုက်သွားလိုက်ကြပြီးကြောင်နဲ့ကြွက်ကတော့အနီးနားကရေကိန်းနားသွားပြီးရေကိုခက်ခက်ခဲခဲယူနိုင်လိုက်ပါတယ်။ဟိုအဖွဲ့တွေလည်းဒေါ်ရတီဖန်ခံထားရတဲ့အခန်းသားကိုရောက်လာပြီးတက်ဖီကတော့အခန်းထဲကိုဝင်သွားလိုက်ပါတယ်။စုံမကြီးပြန်ရောက်မလာအောင်တဲရီကိုအပေါ်ပြန်တင်နေပြီးတက်ထုထူသားလည်းပစိမ့်နဲ့တကားကိုဖျက်ဆီးပြီးဒေါ်ရတီကိုကယ်ထုတ်သွားကြပါတယ်။လမ်းမှာလည်းအဆောင်ကျက်တွေအများကြီးကင်းလဲနေပြီးဒေါ်ရတီတို့လည်းထိတ်တိုက်တွေ့သွားတာကြောင့်တနေရာမှာကြောင်ပိတ်သွားပါတယ်။ညံကောင်းလုံးနဲ့တက်ဖီလည်းပိတ်ကားတစ်ခုနဲ့ဖျဲချောက်လိုက်တဲ့အတွက်အဆောင်တွေလည်းထွက်ပြေးကုန်ပါတယ်။သူတို့တွေလည်းအလစ်မှာထွက်ပြေးကြပြီးရေယူလာတဲ့ကြောင်နဲ့ကြွက်လည်းအနားရောက်မှမှောက်ကုန်ပါတယ်။အဲဒါကြောင့်နောက်တစ်ကြိမ်ရေပြန်ယူဖို့ငများတဲ့နဲ့ကြောင်ကိုဆင်းယူခံပြီးမိချောင်းကြိုက်တာခံလိုက်ရပါတယ်။ဂျယ်ရီလည်းအားကုန်တုံးပြီးဆွဲတင်လိုက်ပေမဲ့မိချောင်းမှာပါလာတာကြောင့်ကြောင်ကဂျယ်ရီကိုရေပုံးပေးလိုက်ပြီးကြက်မွေးနဲ့ကလေးထိုးလိုက်တဲ့အတွက်လွတ်မြောက်လာပါတယ်။ဒေါ်ရတီတို့လည်းထွက်ပြေးနေပြီးလွတ်မြောက်တော့မယ့်အချိန်တကားပိတ်သွားတဲ့ကြောင့်စုံမကြီးရဲ့လက်ထဲကြားညက်သွားပါတယ်။စုံမကြီးလည်းစကားတွေပြောနေတော့စာကြောရုပ်ကတက်ထုလူသားစီကနေပစိန်နဲ့မီးရင်ရဲ့ကျိုးကိုဖျက်ချလိုက်တဲ့အတွက်ပြီးကုန်ပါတယ်။အခွင့်အရေးရတော့ထွက်ပြေးသွားပြီးအဆောင်တွေလည်းအလုံးခဲနဲ့လိုက်ဖမ်းမိမယ်တိုင်ကိုလှည့်ပတ်ပြီးချောင်းထွက်သွားလိုက်ပါတယ်။ကြောင်နဲ့ကြွက်လည်းရေကိုယူလာပေးပေမဲ့မိချောင်းရဲ့လက်ချက်ကြောင့်အပေါက်ဖြစ်သွားပြီးရေတွေကုန်ကုန်ပါတယ်။အဲဒါကြောင့်တက်ပြီးလည်းသူ့မှာရှိတဲ့တိတ်နဲ့ပေါက်နေတဲ့ရေပုံးကိုပြန်ဖာလိုက်ပါတယ်။တစ်ဖက်မှာဒေါ်ရတီတို့လည်းရဲတိုက်ကနေလွတ်မြောက်ဖို့ထွက်ပြေးနေပြီးအဆောင်တွေနဲ့ပြန်တွေ့တာကြောင့်တခြားတစ်ဖက်ကိုပြန်ပြေးပါတယ်။ကြောင်နဲ့ကြွက်နာကိုလည်းထူးဆန်းတဲ့မိုးတိမ်ကရောက်လာပါတယ်။မိုးတိမ်ကထွက်ပြေးသွားတာမြန်တဲ့အတွက်အသေးအတန်ရေလိုက်လူနေချိန်ကြွက်ပေါက်လေးကကျိုးတစ်ခုကိုယူလိုက်ပြီးကြောင်ရဲ့ခေါင်းပေါ်ကနေကောင်းမွန်လိုဖမ်းလိုက်တဲ့အတွက်မိုးတိမ်ကိုပြန်ရသွားပါတယ်။ဒေါ်ရတီတို့လည်းစုံမရဲ့အဆောင်တွေနဲ့ကြောင်ပိတ်နေချိန်တစ်ဖက်မှာကြောင်နဲ့ကြွက်ကမိုးရီကိုခံယူနေပြီးမိုးတိမ်ကလူသွားတာကြောင့်တန်းလန်းကြီးပါသွားပါတယ်။စုံမကသူ့ရဲ့တမျက်စီးနဲ့မီးနီးလိုက်ပြီးစာကြောရုပ်ကိုမိချိုးလိုက်ပါတယ်။ကြောင်နဲ့ကြွက်ကိုမိုးကြိုးပစ်လိုက်တာကြောင့်အနာကဒေါ်ရတီတို့ရှိတဲ့ညကိုရောက်သွားပြီးကြွက်ကရေသွားပေးချိန်အဆောင်တစ်ယောက်ကကြွက်ရဲ့အမိကိုတက်နင်းမိသွားပါတယ်။အဲ့ဒါကြောင့်ရေပုံးကဒေါ်ရတီနားရောက်သွားပြီးမီးလောင်နေတဲ့စာကြောရုပ်ကိုမီးငိမ့်လိုက်ပေမဲ့အနာကစုံမကိုမတော်တဆရေဆူကုန်ပါတယ်။ရေရီဆိုသွားတဲ့စုံမလည်းချက်ချင်းဆိုသလိုအရေးပြောသွားပြီးပျောက်ကွယ်သွားပါတယ်။တကယ်တော့အဆောင်တွေကသူ့သဘောနဲ့သူအလုတ်လာလုတ်တာမဟုတ်ပဲစုံမချင်းချောက်တာခံရတဲ့အတွက်အလုတ်လာလုတ်တာပဲဖြစ်ပါတယ်။အခုတော့စုံမတည်သွားတာကြောင့်အလုံးလည်းလွတ်မြောက်ကုန်ပါတယ်။ဒေါ်ရတီတို့လည်းစုံမရဲ့တမျက်စီးပြန်ကိုယူပြီးမှော်စရာ off တောင်းဆိုတဲ့အတိုင်းလာပေးပါတယ်။ဒါပေမဲ့မှော်စရာကမနှက်ဖြန်မှာလာခဲ့ဆိုပြီးပြောလိုက်တာကြောင့်ကြွက်လည်းတင်းသွားပါတယ်။အနာကလိုက်ကနောက်မှာလူတစ်ယောက်ကိုတွေ့တာကြောင့်ကြောင်ကိုခေါ်ပေးမဲ့အရန်ကြောက်နေတဲ့ကြောင်လည်းကြွက်ကိုတွန်းထုတ်လိုက်ပါတယ်။ဘယ်လိုမှခေါ်မရတဲ့အစိုးမှာတော့တမျက်စီးရိုးနဲ့ရလိုက်တာကြောင့်နှစ်ယောက်သားလိုက်ကနောက်ကိုဝင်သွားပါတယ်။တူတူလည်းတွေ့သွားပြီးလိုက်ကောက်ကိုဖေးလိုက်တဲ့အချိန်အသက်ကြီးလူတစ်ယောက်ကသူတို့ကိုစကားပြောနေရဆိုတာသိသွားပါတယ်။ဒေါ်ရတီလည်းဘသူလဲဘဲရလဲဆိုပြီးမေးလိုက်တော့အမှန်တွေသိသွားပြီဖြစ်တဲ့အဖိုးကြီးလည်းသူကမှော်စရာအော့ဆိုပြီးဝန်ခံလိုက်ပါတယ်။သူရိတ်ကိုလိန်ထားတဲ့အတွက်အားလုံးလည်းစိတ်ဆိုးသွားပြီးနှစ်ပြားမတိုင်အောင်ပြောလိုက်ပါတယ်။မှော်စရာလည်းလူတွေကိုကြောက်လို့လူရှိသူရှိတရုတ်မှန်ကိုမပြရဲတာဆိုပြီးရှင်းပြပေးလိုက်ပါတယ်။နားလည်မှုတွေပြန်ရသွားချိန်မှာတော့သူတို့လူချင်းတဲ့ဂရီကိုဖြည့်ဆည်းပေးမယ်ဆိုပြီးပြောလိုက်တဲ့အတွက်အားလုံးလည်းဝမ်းသာကုန်ပါတယ်။ခဏနေတော့လူရှိသူရှိထွက်လာပြီးတက်တူလူသားကိုနှလုံးသားတက်ပေးလိုက်တယ်လို့စာကြောရုပ်ကိုလည်းအုံနောက်ထည့်ပေးလိုက်တဲ့အတွက်တစ်ပေါင်းရင်နှစ်ရတယ်ဆိုတဲ့တင်ရှာကဏ္ဍကိုအလုတ်ကျက်တက်သွားပါတယ်။ရှင်သိတ်ကိုလည်းတက်တိဖြတ်တိနဲ့ပြည့်စုံတဲ့စုကိုရှင်းမြင့်လိုက်ပြီးကြွက်ပေါက်လေးတက်ဖီကိုလည်းပလမခြေထောက်ကိုစူးချပေးလိုက်ပါတယ်။ကြောင်လဲသွားကန်ဒီလာကန်ဒီလူအုပ်ထဲကအမျိုးသမီးရဲ့ဘဲကိုသွားစားတော့တူတူကသွားတာပါတယ်။ဒေါ်ရတီလည်းအနောက်ကနေလိုက်လာတာကြောင့်မိုးပြန်ပူပေါင်းလည်းအလေးချိန်မရှိတော့တဲ့အတွက်လေပေါ်ပြန်တက်သွားပါတယ်။အိမ်မြန်မို့နောက်ဆုံးအခွင့်အရေးလည်းဆုံးရှုံးသွားတာကြောင့်ဒေါ်ရတီလည်းဝမ်းနည်းသွားပါတယ်။သူတို့နားလေးကိုအဝိုင်းတစ်ခုနဲ့သဘောကောင်းတဲ့ဆုံးမလေးဂလန်ဒါကရောက်လာပါတယ်။ဒေါ်ရတီလည်းသူတို့ကိုအိမ်ပြန်ပို့ပေးနိုင်မလားဆိုပြီးမေးလိုက်တာကြောင့်ဂလန်ဒါကသူပေးထားတဲ့ဖနက်နဲ့ပြန်လို့ရတယ်ဆိုပြီးဖြေလိုက်ပါတယ်။ဖနက်ကို3ချိန်ထိပြီး2စက္ကန့်လောက်သူ့အိမ်ကိုတွေးတောလိုက်ရင်အိမ်ကိုရောက်တယ်ဆိုပြီးနီလန့်ကိုပြောပြလိုက်ပါတယ်။3ယောက်စလုံးသူပြောသလိုဖနှောင်းနဲ့ထိပြီးအိမ်နဲ့တူတဲ့နေရာမရှိဆိုပြီးတွေးတောလိုက်တာကြောင့်အိမ်ကိုပြန်ရောက်သွားပါတယ်။ကြောင်နဲ့ကြွက်လည်းအိမ်ယာကနေပြန်နှိုးထားလာပြီးတစ်ဖက်မှာဒေါ်ရတီလည်းသူ့အတော်နဲ့လာလေတဲ့မိတ်ဆွေတွေကိုအစအဆုံးရှင်းပြပေးမယ်သူပြောတာတွေကယုတ်တိမရှိရကြောင်းအားလုံးလည်းဟာတာပြောနေရဆိုပြီးထင်နေကြပါတယ်။အနာကကြောင်နဲ့ကြွက်လည်းဟာတာမဟုတ်ပဲတကယ်ပါဆိုပြီးတက်တည်ပြနေတာကြောင့်စာကြောရုပ်နဲ့တက်တူလူသားပုံစံပြောင်းပြီးဖြစ်ပျက်ခဲ့တဲ့မြကိုအစအဆုံးရှင်းပြပေးမယ်အစပိုင်းမှာတော့သူတို့တွေလည်းစိတ်ဝင်စားကြည့်နေကြပြီးနောက်ဆုံးမှာတော့ဟာတာဆိုပြီးထင်နေကြပါတယ်။ဘာပဲဖြစ်ဖြစ်ဒေါ်ရတီကတော့သူ့အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာတဲ့အတွက်ဝမ်းသာနေပြီးတစ်ဖက်မှာကြောင်နဲ့ကြွက်လည်းထုံးစံအတိုင်းအရင်လိုရန်ဖြစ်နေအောင်မှာပဲဖြစ်ပါတယ်